ဒီလိုမျိုးပေါင်းလာတွေမျိုးပေါင်းလာတွေကိုပမာလဲလို့ရမလဲသိကြလားမုံလေးတွေလည်းကောင်းကောင်းစားရမယ်ပုံလေးတွေလည်းခဏလေးရိုက်ချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါနော်ဒီလိုမျိုးခွဲလိုက်တာနဲ့နူးညံ့အဆက်ပြီးတော့မှစားလို့ရန်ကောင်းပြီးတော့ဗစက်ထဲမှာပျော်ဝင်သွားချင်တဲ့ပန်ကင်းမျိုးစားဖို့ပြီးသွားကြပြီလားမပေါ်တော့ဒီ try ခဲ့ပြီလေကွာပန်ကင်းတော်တော်များများလေးအတွင်းသားလေးအနည်းငယ်များမှာလည်းကြားပဲမယ်သူကတော့နူးညံ့ဆက်နေတာကြောင့်မလို့စားပြီးထပ်စားခြင်းအောင်ကိုအရသာရှိတယ်အရင် try ခဲ့ဖို့တဲ့ပန်ကင်းမျိုးတွေနဲ့ဘာနည်းမှကိုမတူဘူးပေါ့နော်အနောက်တိုင်းဆိုင်တွေကတော့ပန်ကင်းကိုမပြုတ်မမာလေးလုပ်တတ်ကြတယ်ပေါ့နော်ပြီးရင်ပြားရည်နဲ့စားကြတာများတယ်ဒီပန်ကင်းရဲ့ထူးခြားချက်ကတော့သူ creation လေးပေါ့နော်အပေါ်မှာအသီးလေးတင်ပေးထားတယ်ပြီးတော့ cream လေးတွေနဲ့ဆိုတော့ပန်ကင်းအသားလေးနဲ့အရင်လိုက်ဖက်ပါတယ်တစ်ခါရဲပဲပန်ကင်းစားရတဲ့ပေါ့နော်တကယ်ချင်းနဲ့ဒီ teriyaki ဆိုရဲမုံလေးမှာလေးတယ်ပေါ့နော်ဆိုတော့ chicken flavor လေးတင်တယ်အဲမှာ bacon ရတာမျိုးလေးနည်းနည်းပို့ပြီးတော့ခံစားမိရပေါ့နော်သူကလေ slide ကအရင်ကြီးတဲ့အခါကျတော့ကိုကမှာမယ်ဆိုရင်ဒီ slide ကိုနှစ်ယောက်ကိုမှတပွဲပဲမှာတယ်နေပေါ့နော်ကိုကလုံးလေးချင်ပြီးတယ်မှာသူရဲ့ dish ကကြီးရဲ့အခါကျတော့ဒီလိုမျိုးနှစ်ခုပါတယ်တပွဲမှာပေါ့နော်ပိုးတော့မသိပဲနဲ့နှစ်ပွဲမှာ၄ခုပြောသွားပါတယ်ပြတ်တော့အထဲကလေ chicken flavor ဆိုပေမဲ့ပူစားမိသလားဘီကွန်ရတာလေးပို့ပြီးတော့ရောက်တယ်အချိုဘက်ကိုသွားပါတယ် teriyaki ဆိုတဲ့ type ကသူက sauce ပေါ့နော် soy sauce ကိုလောက်ထားဖြစ်တဲ့အတွက်ကြောင့်မလို့အချိုဘက်တော့နည်းနည်းရောက်ပါတယ် vegetable တွေပါတယ်ဒါလေးကိုသူကနည်းနည်းအီရောဒီလို drink လေးနဲ့တွဲပြီးတော့တောင်းမယ်ဆိုရင်တော့ mashallah ရန်ကို nice ပါဒါပေမဲ့ဒီ drink မှာတော့အချင်းတက်ပါတယ် drink ဆိုရင်တော့ပို့ပြီးတော့ teriyaki chicken flavor လေးနဲ့နိုင်မယ်လို့ထင်ပါတယ်ဈေးနှုန်းနေနဲ့တော့ souffle pancake ကတစ်ခု18ကျပ်ပေါ့နော် teriyaki chicken လေးကတော့တစ်ခု19ကျပ်ပေါ့နော်အဝစားခြင်းနဲ့ဆိုတော့ teriyaki လေးမှာလို့ရတယ် dessert အနေနဲ့ဆိုတော့ pancake လေးအဆင်ပြေရပေါ့နော် pancake ကတော့အရင် soft ဖြစ်လို့တပွဲပြီးတပွဲတော့ထပ်စားခြင်းနေလိမ့်မယ်ပေါ့နော်ပြီးတော့ဒီလိုကောင်းငယ်လာရုံခံထားပြီးတော့ပွဲရခဲ့ဖို့မမိကြပါနဲ့နော်တခုရှိတာကဒီညက crowd ဖြစ်တဲ့နေရာဖြစ်လို့လူရမ်းများပြီးစီကားလို့လက်ပွင့်ရတဲ့ခါမှာမရှက်ဖို့တော့လုပ်မယ်ပေါ့နော်လက်ပွင့်ရတဲ့ချက်တဲ့လူတွေတော့ကတော့ဒီလို public area လို့များရင်တော့အဆင်ပြေမှာပေါ့ပေါ့နော်ဒီစားတော့ Deron 2 ပိုင်း women type market မှာဖြစ်လို့စမ်းသပ်လို့ပဲရလိမ့်မှာထားပြီးတော့ try ကြည့်ပါနော် next vlog လေးမှာပြန်လည်ဆုံတွေ့မယ်နော်တတာ Sharing knowledge vlog by Bo